ဈေးတွေကြားလို့ပြန်ချပေးပါမယ်ဈေးကျသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဈေးတွေကိုပြန်ချပေးထားပါတယ်ခင်ဗျာ30လီတာအတွက်ကိုဈေးနှုန်းလေးခဏမှမေးကြတဲ့ customer လေးတွေအတွက်ကျွန်တော်30လီတာအတွက်ဈေးနှုန်းလေးတွေကိုတစ်ခါလေးပြောပြပေးပါမယ်လက်ရှိပေါ့နော်ရန်ကုန်ဈေးပါဒီ30လီတာအတွက်ကကြတော့လုံးဝကျွန်တော်ပြန်ဖြော်တဲ့ခါကျရင်လီတာ30အထိကိုပြစ်ခဲတုံရတယ်ကျွန်တော်ရှိမှမှာတဲ့ customer ဆိုရင်စားလေးနင်းငယ်ပြန်ရိုးပြီးတော့မှရောင်းမန်းဆိုရင်တချို့ဆိုလီတာ40လောက်ထိကိုရကြတယ်လို့ပြောပါတယ်ဒါကျွန်တော်ရှိမှမှာတဲ့ customer လေးဆိုသူတို့ပြန်ပြီးတော့သူရောင်းမန်းလေးတွေပြန်ရောင်းကြတဲ့ customer လေးဆိုကျွန်တော်ပြန်ပြောတာပေါ့နော်ပြန် feedback လေးပြန်ပြောပေးကြတာကျွန်တော်ဒီ scan ကကြတော့ဒီမှာသူ့ရဲ့ဖြော်နေညွှန်းစာရေးလည်းပါတယ်ဒီမှာပါဝင်တဲ့စာပါဝင်တဲ့ဂျယ်ပါဝင်တဲ့ SN line ထောင်းအားစာအရေးတစ်ခုချင်းစီတိုင်းကိုအကောင်းဆုံးအသုံးပြုပေးထားတယ်ပြီးတော့သူကဒီတစ်ဖုံမှာဆိုရင်အယောင်2လုံးခုအနက်နှလုံးထိကိုရရှိနိုင်တယ်ရွေးချက်တဲ့အယောင်ကတော့ဒီအယောင်ဝါစိမ့်နီပြခရမ်းလိမ်မော်ပန်းရောင်အဖြူရတယ်အနက်တော့မျိုးပါ50ကျော်လေးရွေးချက်လို့ရပါတယ်ဒါ30လီတာအတွက်ပါရန်ကုန်ဈေးပါရန်ကုန်ဈေးကကြတော့လက်ရှိကတစ်ဖုံကို28,000နဲ့မှ900နဲ့ရပါမယ်ရန်ကုန်ဈေးပါနော်နေဈေးမဟုတ်ပါဘူးရန်ကုန်ဈေးပါပြပြောပေးပါတယ်ရန်ကုန်ဈေးပါနေဆိုရင်ဖြစ်တဲ့အတွက်ကြောင့်မလို့တခြားနေဆိုရင်ပြည်မျိုးတွင်းဆိုရင်တော့တစ်ဖုံကို3000နဲ့မှ900နဲ့ရပါမယ်ဒါပြည်မျိုးတွင်းမှာရန်ကုန်ဈေးကတော့လက်ရှိတစ်ဖုံဈေးကကြတော့28,500ပါဒါရာဈေးဆိုရင်တော့တက်ရှိပါမယ်ရာဈေးဆိုရင်တော့29,000နဲ့ရယူပါဒါရာဈေးက29,000နဲ့ရယူတစ်ဖုံလက်လီဈေးကတော့28,500နဲ့ရယူပါတော့ကျွန်တော်ခါလေးပြောပြပေးပါတယ်ရန်ကုန်ဈေးပါရန်ကုန်ဈေးကိုကျွန်တော်ပြောပြတာပါပြည်မျိုးဈေးကတော့တစ်ဖုံကို3,500ဖြစ်ပါတယ်ရန်ကုန်ဈေးကတော့တစ်ဖုံကို28,500နဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်မှာယူခြင်းနဲ့ဆိုရင်တော့ဘယ်မျိုးနေရလဲဆိုတာတစ်ချက်လေးပြောပြပါမျိုးနယ်လိုက်ဈေးနှုန်းလေးတွေကတော့ကျွန်တော်ကိုအနည်းဆုံးနဲ့ကျွန်တော်ဆောင်ရွက်ပေးတယ်ရန်ကုန်မျိုးတွေအရန်ငွေချလို့ရပါတယ်ရန်ကုန်ပြည်မျိုးဝယ်အရန်ငွေချလို့ရပါပဲအဲ့ဒီမျိုးကလွဲလို့ကျန်တဲ့မျိုးတွေဆိုတော့ငွေလွှဲပြီး2ရက်တွင်းကိုကားချပေးပါတယ်ခင်ဗျာYouTube ပိုင်းအစားလုံးဝ100%အာမခံလို့ရောင်းချပေးပါတယ်ဒီနေ့ဈေးပါဒီနေ့1ရက်2လ2026ရက်နေ့ဈေးပါဈေးကြလို့ကျွန်တော်ပြန်ချပေးထားတာပါ30လီတာအတွက်ပါလုံးဝပြစ်ခဲတုံရတယ် YouTube ပိုင်းလုံးဝ100%အာမခံလို့ရောင်းချပေးတယ်ပြီးတော့12လီတာအတွက်ရှိရယ်16လီတာအတွက်ရှိရယ်20လီတာအတွက်ရှိရယ်25ရှိမယ်30လီတာအတွက်ရှိမယ်လီတာအတွက်အစုံရရှိနိုင်တယ်12လီတာအတွက်ရန်ကုန်ဈေးပြန်ပြောပြပါမယ်12လီတာအတွက်ရန်ကုန်ဈေးကတစ်ဖုံလက်ရှိက1000နဲ့မှ2000မှာနောက်ထပ်ကျွန်တော်16လီတာအတွက်တွေလည်းရှိမယ်နောက်ထပ်25လည်းရှိမယ်30လည်းရှိမယ်เนาะဒီတာအတွက်ဈေးနှုန်းလေးတွေအတိအကျသိချင်တယ်ဆိုရင်တော့0983ည1848 Viber Telegram 09829995 6993020ဖုန်းလေးတွေကိုဆက်သွယ်ပြီးတော့မှမှာရွေးနေမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရှိမှာဆိုရင်ဒီလိုမျိုးခုနပြောတဲ့အတိုင်းပဲအသင်းဖြော်တုပ်တွေလည်းရမယ်ပေါ့เนาะအသင်းဖြော်ဆိုရင်လည်း quality တော်တော်လေးကိုကောင်းတယ်နောက်ထပ်ကျွန်တော် gel မာတွေရှိမယ် gel ပြောတွေရှိမယ်စက်ပြခရင်တွေရှိမယ်ကြိုက်တဲ့တက်မှာရွေးနေမှာခင်ဗျာစက်ပြမှုန့်တွေလည်းလက်လက်ကမှာရွေးနေအောင်မို့လို့မှာလိုပါကအခုပဲကျွန်တော်ဒီ sky မှာဖုန်းဆက်ရတော့၎င်း Viber နေတော့၎င်းဆက်သွယ်ပြီးတော့မှာရွေးနေမှာ